အားလုံးပဲမင်္ဂလာပါ This is United Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညမှာဆိုရင်ကျွန်တော်တို့ Manchester United ပွဲရှိရဗျဒီနေ့ညမြန်မာနာရီ10နာရီခွဲမှာဆိုရင် Rosen Ball နဲ့ကျွန်တော်တို့တွေ United နဲ့ခြေစမ်းပွဲကန်တော့မှာဖြစ်တယ်ဒီခြေစမ်းပွဲမှာဆိုရင်ကျွန်တော်တို့လူငယ်ကစားသမားလေးတွေကိုစောင့်ကြည့်ရမယ်ဘယ်လိုလူငယ်ကစားသမားလေးတွေနဲ့ကျွန်တော်တို့ပွဲထုတ်လာမလဲဘယ်လိုကစားသမားလေးတွေဘယ်လိုအသုံးပြုတာမလဲ Michael Carrick ကဘယ်လိုကစားကွက်ကိုပုံဖော်နေလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဒီပွဲတွေမှာစောင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အတွက်လူငယ်ကစားသမားလေးတွေရဲ့ခြေစွမ်းခြေစားကိုကြည့်ရမယ်ဗျာကျွန်တော်တရားဒီလုံးကျွန်တော်တို့ရဲ့ frontline နဲ့အတင်းကြီးကစားသမားတွေကိုကြည့်ရမှာဖြစ်တဲ့အတွက်ဒီပွဲတွေကိုလက်လွတ်မခံတင်ဘူးဘာလို့လဲဆိုတော့ဒီပွဲတွေကကျွန်တော်တို့အတွက်ငယ်မွေးချံပေါက် Manchester United ကနေပြီးတော့တပြားတစ်ချက်မှမကုန်မဲနဲ့ဒီတန်ပေါင်းများစွာမကုန်မဲနဲ့ဗျာဒီကစားသမားလေးတွေမွေးထုတ်ပေးနိုင်မဲ့ကလပ်မျိုးလည်းဖြစ်လာမှာအဲ့တော့ဒီကစားသမားတွေဘယ်လိုမျိုးပွဲထုတ်လာမလဲဥမာကျွန်တော်တို့တိုက်စစ်မှုမှာဆိုရင်ချီတိုတို့လည်းရှိတယ်နော်ချီတိုတို့လည်းရှိတယ်ဝန်နယ်ဒီတို့လည်းရှိတယ်အဲ့တော့ဒီကစားသမားကချီတိုပွဲထက်လာမယ်လို့ထင်တယ်ကျွန်တော်ချီတိုကဒုတိယပိုင်းလောက်မှာကစားခွင့်ရလာမယ်လို့ထင်တယ်အရင်တစ်ပတ်ကတော့ကျွန်တော်ချီတိုမတွေ့လိုက်ရဘူးချီတိုကမကစားလိုက်ရဘူးအဲ့တော့ကျွန်တော်တို့ကွင်းလယ်မှာဆိုရင်ကျွန်တော်တို့ကစားသမားခေါ်ယူထားတဲ့ချက်စီကစားအန်ဒရဆန်တို့နဲ့မီဆန်မောက်ကတော့တွဲပဲညီအောင်တော့တွဲပေးရမယ်အမြဲတမ်းတွဲတုံပေးရမယ်ပွဲထက်ကစားသမားအဖြစ်အဲ့နှစ်ယောက်ကအထိုင်ကစားသမားအဖြစ်ထွက်လာမယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပြီကျွန်တော်တို့ဘဲတောင်မှန်မှာဆိုရင်ကျွန်တော်အနေနဲ့ကတော့ဒိုကူကိုမတုံးတင်ဘူးဒိုကူကိုမတုံးတင်မဲ့နဲ့ကျွန်တော်အနေနဲ့ကတော့ဂျီဂျီကာဘီယာကိုတွဲပြီးတော့တုံးတင်တယ်လူငယ်ကစားသမားလေးကိုလူကြီးကစားသမားလေးနဲ့တွဲပေးမယ်ဆိုရင်သူလည်းခြေပေါ်လာမယ်ဂျီဂျီကာဘီယာပေါ်တုံးမယ်ဆိုရင်အရင်ကောင်းမယ်ပက်ထရစ်ဒိုကူကိုတုံးရင်ဒုတိယပိုင်းမှာတုံးအဲ့ဒါဆိုရင်ဂျီဂျီကာဘီယာရှိမယ်တိုက်စစ်မှာဆိုရင်ပြီးတော့ဇက်စီးရှိမယ်ဟိုဘက်ညာဘက်တောင်ဘက်မှာဆိုရင်ညာဘက်မှာဆိုရင်အမ်ဘူမိုရှိမယ်အဲ့ဆိုရင်ကျွန်တော်နံပါတ်10လို့မှာဆိုရင်တော့ဂျက်ဖလာချာရှိမယ်ဗျာကွင်းလင်ကတော့မေဆန်မောင်းနဲ့ဆန်တိုးနဲ့တွဲထားလိုက်ဘာဖြစ်လို့လဲဆိုတော့နောက်ဒီလာမယ့်ရာဒီမှာလဲကျွန်တော်တို့မေဆန်မောင်းကိုဒီမှာပဲဆွဲချသုံးမှဖြစ်တဲ့အတွက်ကြောင့်ကွင်းလင်ဒီအနှစ်ယောက်အထိုင်ကတော့အဓိကပဲမေဆန်မောင်းကတော့စစ်တဲ့နောက်ရှင်းလေးနဲ့ကွင်းလင်ကိုပြေးလွှားလောက်ရမယ်ဆန်တိုးကတော့အငိမ်အထိုင်ကနေဘောလုံးတွေခွဲပေးမယ်ဘောလုံးပိုင်ဆိုင်မှုတွေယူမယ်ဒါမျိုးဖြစ်လာမယ်ဟိုဘက်မှာတော့လူရှော့တို့မကွိုင်းရတို့ဘက်မှာကာမာဇွန်လေးကတော့ကောင်းတယ်ကာမာဇွန်တော့သူတို့ဒုတိယပိုင်းမှာပဲထွက်လာမလားယိုလိုနေရာမှာပေါ့နော်ယိုလိုကအဲ့နေရာမှာကစားတာဒီဒါတော့မာဆာဗီတို့ဘက်မှာယိုလိုကစားနေတာဆိုတော့နီးပြအနေနဲ့ယိုလိုပဲပုံစံတစ်ပြောင်းနေလားဒါမှမဟုတ်မရှိလို့လည်းတုံးနေလားတော့မသိဘူးဒါပေမဲ့ယိုလိုဘက်ကနေတိတ်တက်တာမတွေ့ရဘဲနဲ့လူရှော့ဘက်ကနေတက်တာတွေ့ရတယ်လူရှော့ရဲ့ဂျီဂျီကာဘီရဲ့တွဲပေးထားလိုက်ဒီတောင်ရဲ့ဘဲတောင်မှန်ချက်မှာအဲ့ဒါဆိုရင်ကျွန်တော်တို့မကွိုင်းရနဲ့ဟီဘန်ထွက်လာမယ်ဂိုဒမာကတော့ဒူနီဟီဘန်ပဲရှိမယ်အဲ့တော့အဲ့ဆိုတော့ကျွန်တော်တို့တွေရိုးလိုနေရာမှာကာမာဇွန်လေးလည်းကြည့်ရမယ်ကာမာဇွန်လေးကနောက်တန်းဒါလို့ပဲချမ်းမှာဆိုရင်ဒါသူကလုံးဝခြေစွမ်းပြနေရဗျာပြီးရင်ဒုတိယပိုင်းမှာကျွန်တော်တို့ကြည့်ရမှာအမ်ဘူဘူနေရာမှာညာတောင်မှန်မှာဘာလို့လဲဆိုတော့ကျွန်တော်တို့စိမ့်လေးစီအတူစီမှာဘောလုံးရောက်သွားပြီဆိုရင်အရန်တက်မြက်တယ်ဗျာဘာတစ်ခုလောက်ပြတော့မယ်အတွေ့မျိုးကျွန်တော်တို့ပေးစေတယ်ပြီးတော့ကွင်းလည်နေရာမှာဆိုရင်ဒန်နီယကောဂျင်ဒရိတ်ဒါမျိုးတွေကစားသမားတွေအရန်ကောင်းတယ်ဗျာပြီးရင်ဟယ်ရီအာမတ်ဆိုလဲဒါတစ်နှစ်နဲ့တိုးတက်မှုတွေတွေ့ရတယ်လူရှော့ရဲ့နေရာမှာအဲကြောင့်ဒိုကူကိုကျွန်တော်ကတော့ပထမပိုင်းမှာမတုံးမဲနဲ့ဂျီဂျီကာဘီယာကိုကြည့်ကျင်တယ်ဗျာဂျီဂျီကာဘီယာဆိုရင်ဒီပွဲမှာပါလာတယ်အဲ့တော့ကျွန်တော်တို့တွေဂျီဂျီကာဘီယာရဲ့ခြေစွမ်းတွေကြည့်ရမယ်ဒီလူငယ်လေးတွေကဒီအချိန်မှာပဲကြည့်လို့ရတာဗျာကျွန်တော်တို့တွေရေးတယူတွားပြီးတော့လဲကျွန်တော်တို့လူငယ်ပွဲစဉ်တွေကိုလိုက်မကြည့်ဘူးအဲ့တော့ကျွန်တော်တို့လူငယ်ပွဲစဉ်တွေကိုမနာတမ်းမရက်မနာကြည့်ဖို့အတွက်ကဒီလိုချိန်မဲ့ကြည့်လို့ရတာအဲ့တော့ဒီပွဲတွေကိုလက်လွတ်မခံတင်ဘူးဘယ်လိုမျိုးကိုယ့်ရဲ့United မှာဘယ်လိုမျိုးလူငယ်လေးတွေရှိပါလဲဆိုတော့အတွေ့အမျိုးဘယ်လိုမျိုးယုံကြည်ချက်သူတို့ကဘယ်လိုမျိုးပေးစွမ်းမလဲဆိုတာဒီနေ့ည10နာရီခွဲမှာကျွန်တော်တို့တွေဒီပွဲကိုရိုရှင်ပို့တဲ့ပွဲကိုမလွတ်တမ်းကြည့်ကြမယ်ဗျာအဲ့ပွဲကပြီးသွားရင်ပွဲပြီး3တက်ချက်အနေနဲ့ကျွန်တော်ကတိဆက်ပေးမှလည်းဖြစ်တယ်ပွဲပြီး3ချက်မှာဆိုရင်အကိုတို့အနေနဲ့ကြည့်ထားခဲ့တဲ့မြကျွန်တော်တို့မြင်ထားခဲ့တဲ့မြအရာလေးတွေဘေကစားသမားတွေကဘယ်လိုလေးကောင်းနေဆိုတာလေးတွေကိုကျွန်တော်တို့တွေမျှဝေတုံးတက်ရင်းနဲ့
ပွဲပြီးသုံးသက်ချက်ဗီဒီယိုမှာလည်းပြန်ဆောင်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ